Hello everyone, Chu vlog ကနေကြိုဆိုပါတယ်ဒီနေ့ကတော့ Chu က Ocean Baby လေးဖောက်ပြမှာပါ line ပေါက်ပေါ့နော် Chu ကဘာလေးလိုချင်လဲဆိုတော့ဒီငမန်းလေးလိုချင်တယ် pink လေးလိုချင်တယ်ဒါဆိုလို့ရှိရင်လိုချင်ဆုံးပါဘာလို့မလိုချင်ဘူးလဲဆိုတော့ဒါလေးမလိုချင်ဘူးဒါလေးလည်းမလိုချင်ဘူးပင်ကွင်းလေးလည်းမလိုချင်ဘူးစီးထွက်ကတော့လိုချင်တယ်ပေါ့နော်ဒီကကနန်းပုံစံမျိုးလေးဒါကတော့ပါတယ်ဒီကဲဆက်ဖောက်ကြမယ်တက်မြင်သွားပါဆိုလို့ဒီလိုမျိုးလေးပဲဖောက်လိုက်တယ်ရပါပြီကဲဆက်ဖောက်ကြမယ်ဒီကမှာပေါက်ကလေးရှိတယ်မကြည့်တော့ဒါဟိုမိုက်တယ်ဝေးလာငါပုံစံဟိုဒါချူဒါလေးမလို့ကျေဘူးလို့ပြောလိုက်တာဒါပေမဲ့ကျိုးအစိမ့်ဖြစ်လို့ဒီမှာကျအပြောင်းလေးတာတယ်သူကပြန်လို့တော့လှဲလို့မရဘူးဝေးတော့မမွေးဘူးပေါ့နော်အနောက်မှာ will လိုမျိုးလေးဖဲပြားလေးလည်းပါသေးတယ်အနောက်မှာအမီလေးလည်းပါသေးတယ်ချစ်စရာလေးကဲချူရဲ့ vlog လေးတွေကိုအစအနေအဆုံးထိကြည့်ပြီးသွားရဆိုရင် like and subscribe လုပ်ပေးကြဖို့မမေ့နဲ့တော့အားလုံး bye bye ပါ